ဘယ်လဲ သူကနေရာပြောင်းသွားတာလေ မပြောသေးတယ်ရပါပြီဘယ်လိုရောက်လဲ ဒီနှစ်ထောင်မှာ ဟုတ်တယ်စားဟော6တော့လောက်ပဲ နှစ်ထောင်မိုးလေ 2000ရဲ့2000ကို6ခုရဲ့15ခုကဟုတ်လား ဆန်းကြဝိုင်းမမဝင်နိုင်လားလေအခုသူတို့ဆိုင်မှာနောက်တဲ့ထပ်ဝင်မဲ့ဟာဒီထက်တောင်ထိတ်ကဆွဲ မစိုးပါဘူး ဘာလို့လဲဖြစ်ကြနေိုက်တယ်အဲ့လိုကြီးမလုပ်အောင်လေ လေးထိန်နဲ့စားညံ နောက်ဆုံးတော့ထွက်လာပါပြီမရပါဘူးတိတ်လို့မရပါဘူးလို့ဟင်